ဆိုရင်တပဲ6ရွေ10 point ကိုတွဲပြပေးပါဆိုတဲ့တွဲပြပေးမယ့်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။ market ပါရှင်ရွှေလေးတွေကိုတွဲတက်ချင်တယ်ဒါမှမဟုတ်ရင်တိပညာဝုဒ္ဓတိုးချင်တယ်ဆိုရင်တော့ရွှေပညာကိုလေ့လာချင်တယ်ဆိုရင်တော့ market ရဲ့အကောင့်လေးကို like and follow လေးလုပ်ထားဖို့လိုအပ်ပါတယ်ရှင်။ဒါဆိုရင်တော့ဒီဟာလေးကိုတွဲပြပေးပါမယ်။သူကတော့ဒီချိန်ရွေးပြောထားတဲ့ပဲရီမပြောထားတဲ့အတွက်ကြောင့် market ကတော့15ပဲရီနဲ့တွဲပေးလိုက်တာဖြစ်ပါတယ်။ဒါဆိုရင်ဒါအခောက်ပေါက်ဈေး95တောင်းကိုတီးပြီးတော့18နဲ့စ16နဲ့မြောက်လိုက်တဲ့အခါမှာ15ပဲရီတစ်ချက်ဈေးရမှာဖြစ်ပါတယ်။ calculator ဘယ်လိုနဲ့ရမလဲဆိုတော့9 3 5တောင်းကိုဒီအစား18နဲ့စားအမြောက်16နဲ့မြောက်ပြီးတော့ညီမချေကိုနှိမ့်လိုက်85သိန်း1000ကထွက်လာမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ဒါလေးကိုထားမယ်။ဒါဆိုရင်တစ်ချက်စီနှုတ်15ပဲကြီးကိုရသွားပြီဆိုတော့တပဲ6ရွေး10 point ကိုတွေ့မယ်ဆိုရင်ရွေးစားရှင်အပေါင်းပဲအစား16အပေါင်းကျက်အမြောက်ဆွေစင်းနဲ့တွေ့ရမှာဖြစ်ပါတယ်။6.8ရွေးကိုရွေးနေရာမှာအစားထိုးလိုက်ပြီးတော့အစားရှင်အပေါင်းတပဲနေရာမှာတပဲကိုအစားထိုးလိုက်ပြီးတော့ကျက်နေရာမှာဘာမှမရှိတဲ့အတွက်ကြောင့်3ညကိုထည့်ပြီးတော့အမြောက်ခုနထွက်လာတဲ့15ပဲကြီးတစ်ချက်စီနဲ့များလိုက်ရမှာဖြစ်ပါတယ်။သူ့ရဲ့ကြားတဲ့ငွေက15ပဲကြီးတပဲ6ရွေး10 point ဆိုရင်တော့9,84,850နဲ့ကျက်ရမှာဖြစ်ပါတယ်ရှင်။ကျေးဇူးများတင်ပါတယ်။ market ပါအခုလိုမျိုးရွှေပညာလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ market ရဲ့အကောင့်ကို follow လုပ်ထားပါရှင်။တင်ပါတယ်။